မင်္ဂလာပါရှင်။တဟာခထိုင်းမြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ဟာခမြို့တွင်လူနှစ်ဦးထံမှ COVID-19 ရောဂါပိုးထပ်မံတွေ့ရှိပြီးရောဂါပိုးတွေ့ရှိသူဦးရေ10ဦးထိရှိလာပြီဖြစ်ကြောင်းသိရှိရပါတယ်။ဟာခမြို့တွင်ဒီဇင်ဘာလ10ရက်နေ့တွင်လူနှစ်ဦးထံမှ COVID-19 ရောဂါထပ်မံတွေ့ရှိပြီးရောဂါတွေ့ရှိသူဦးရေ10ဦးထိရှိလာပြီဖြစ်ကြောင်းသိရှိရပါတယ်။ဂန်ကောလန်ဖက်စစ်စေးရေးဂိတ်မှာမန္တလေးဘက်ကနေလာတဲ့ကြော်စီရကားနဲ့မိုးကောင်းကင်ကားလိုက်ပါလာတဲ့နှစ်ဦးထံမှယောဂပိုးတွေ့ရှိတာဖြစ်တဲ့ယောဂတွေ့ရှိတဲ့ကားသမားဟာမုံရွာဘက်ကနေလာတဲ့သူဖြစ်တဲ့နောက်တစ်ယောက်ကကလေးမျိုးနယ်ကနေလာတဲ့သူဖြစ်ပါတယ်။သူတို့ကိုယခုဟာခတိုင်းရင်းစေးရုံမှာစေကူတာမှုခံယူနေပါတယ်။သူတို့နဲ့လိုက်ပါလာတဲ့လူတွေကိုတော့စစ်ဆေးနေပါတယ်။ယောဂတော့မတွေ့ရှိပါဘူး။ယခုဟာခတက္ကသိုလ်မှာquarantine ထားတယ်လို့ဟာခမြို့နယ်ထွေအုပ်ရုံးတာဝန်ရှိသူထံမှသိရှိရပါတယ်။ဟာခနဲ့နေချင်းဆက်ဆက်နေတဲ့ဂန်ကောနဲ့ကလေးမြို့တွေမှာ COVID-19 ရောဂါတွေ့တာများနေတော့ဟာခလူထုကသွားလာရေးစင်ကြင်ချဖို့လိုအပ်တယ်။ COVID-19 ရောဂါမတင်ကားသူများတွေ့ရှိပါကအနည်းဆက်ဆုံးဆေးရုံသက်ဆိုင်ရာအုပ်ချုပ်ရေးရုံးရက်ကွက်အုပ်ချုပ်ရေးရုံးသက်ဆိုင်ရာတာဝန်ရှိသူများထံအကြောင်းကြားကြဖို့တိုက်တွန်းလိုပါတယ်။မိမိအနေနဲ့အိမ်ထဲမှာပဲမိမိဘာသာကုသနေမယ်ဆိုလို့ရှိရင်မိသားစုနဲ့အိမ်နီးနားချင်းတွေအတွက်စိုးရိမ်စရာရှိတယ်။ဒါကြောင့်သတိထားကြဖို့လိုအပ်တယ်လို့ဟာခမြို့နယ်ထွေအုပ်ရုံးတာဝန်ရှိသူဦးမြင့်ဦးကဟာခထိုင်းကိုပြောပြခဲ့ပါတယ်။ယခုဟာခမြို့တိုင်းရင်းစေးရုံတွင် COVID-19 ရောဂါတဲ့10ဦးတို့အားဆေးကုသမှုခံယူလျက်ရှိပြီး quarantine ထားရှိသူဦးရေ200ကျော်ရှိကြောင်းသိရှိရပါတယ်။ MNL မှာဘောလုံးအသင်းလေးတင်နှုတ်ထွက်ပြီးဖြစ်တော့လဲချင်းလန် FC အနေဖြင့်ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာ National League MNL ဘောလုံးအဖွဲ့မှဘောလုံးအသင်းလေးတင်တို့သည် COVID-19 ရောဂါကြောင့်နှုတ်ထွက်သွားပြီးဖြစ်တော့လဲချင်းလန် FC အနေဖြင့်ချင်းလူမျိုးများအကျိုးအတွက်ဆက်လက်ပါဝင်လိုကြောင်းချင်းလန် FC ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။ MNL မှာနာမည်ကြီးနေတဲ့မကွေး FC နဲ့ဆောက်တန်းမြန်မာ FC အသင်းတို့နှုတ်ထွက်ကြတယ်။ယခုနှစ်မှာပဲချင်း United FC နဲ့ဇွဲကပင် FC အသင်းတို့ပြန်နှုတ်ထွက်ကြပြန်တယ်။ကျွန်တော်တို့အသင်းလည်းအခက်အခဲမျိုးမျိုးကြုံနေရပါတယ်။ဒါပေမဲ့ MNL မှာချင်းလူငယ်တွေပါဝင်ပြီးချင်းလူမျိုးများအတွက်အတက်နိုင်ဆုံးစူးစမ်းသွားဖို့ပါဝင်နေတာဖြစ်တယ်လို့ချင်းလန် FC ဥက္ကဋ္ဌ NC ထုံးတထန်ကဟာခထိုင်းကိုပြောပြခဲ့ပါတယ်။ယခုနှစ်တွင် MNL 2မှာ Junior Lion နဲ့ချင်းလန် FC တို့သည်အမှတ်အများဆုံးရရှိထားတော့လဲ COVID-19 ရောဂါကြောင့်ဆက်လက်ကစားနိုင်မည်မဟုတ်ကြောင်းဤကိစ္စနဲ့ပတ်သက်ပြီး NC ထုံးတထန်ကဒီနှစ်ကတော့ချင်းလူမျိုးများအတွက်ချန်ပီယံမဖြစ်နိုင်တော့ဘူးချင်းလူထုကအားပေးဖို့နဲ့စူတောင်းပေးကြဖို့တိုက်တွန်းလိုပါတယ်လို့ဟာခထိုင်းကိုထပ်မံပြောကြားခဲ့ပါတယ်CHR ကတက္ကသိုလ်ကျောင်းသားကျောင်းသူများအားတင်နန်းပို့ချလျက်ရှိကြောင်းသိရှိရပါတယ်။ CHR ကဟာခထန်တလန်ဖလန်နဲ့မတူပီမြို့နယ်မှာရောက်ရှိလာကြတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူများကိုရွှေ့ပြောင်းနေထိုင်သည့်ကိစ္စနဲ့အမျိုးသားရေးဆိုင်ရာတင်နန်းပို့ချခဲ့ကြောင်းသိရှိရပါတယ်။အရင်တစ်ပတ်တောက်ကြနေနဲ့စနေနေ့များမှာတင်နန်းပို့ချခဲ့တယ်။အဓိကတွဲလက်စီမံကိန်းကနေစီမံနေတဲ့ရွှေ့ပြောင်းရေးကိစ္စနဲ့အမျိုးသားရေးဆိုင်ရာကိစ္စတွေကိုပို့ချနေတာဖြစ်တယ်။ယခုလိုတင်နန်းပို့ချတဲ့အခါဘာပြဿနာမှမရှိပါဘူး။ချောချောမွေ့မွေ့နဲ့ပြီးဆုံးခဲ့ပါတယ်။တင်နန်းသားတွေကလည်းစိတ်ဝင်စားနဲ့လေ့လာကြတယ်။တင်နန်းသားတွေကလည်းတွတ်တက်လက်လက်နဲ့စိတ်ဝင်စားလေ့လာကြတော့ကျေနပ်စရာဖြစ်တယ်လို့ CHR မှာဆလိုင်းဗန်ပြတ်ထန်ကဟာခထိုင်းကိုပြောပြခဲ့ပါတယ်။ COVID-19 ရောဂါအခြေအနေပုံမကောင်းမွန်လာရင်ရွှေ့ပြောင်းသွားလာမဲ့သူများပုံမများပြလာမည်ဖြစ်ကြောင်းတချို့ကကျောင်းတက်မဲ့သူများနဲ့အလောက်ကိုင်မဲ့သူများပုံမများပြလာမည်ဖြစ်သောကြောင့်ဤကဲ့သို့ရွှေ့ပြောင်းသွားလာရေးဆိုင်ရာကိစ္စတွေကိုတင်တန်းပို့ချခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရွှေ့ပြောင်းသွားလာရေးကိစ္စမှာကောင်းကျိုးရှိသလိုဆိုးကျိုးလည်းအများကြီးရှိပါတယ်။အဲ့ဒီအခြေအနေကိုသုံးသပ်ပြီးတော့ဘလို့ကောင်းကျိုးတွေဖြစ်လာဖို့စူးစမ်းပြီးသွားလာမလဲဆိုတာကအရေးကြီးပါတယ်။ချင်းပြည်နယ်နဲ့ပြည်နယ်ပြည်ပမှာရှိကြတဲ့သူတွေကဆက်သွယ်ရေးစနစ်ကောင်းမွန်ဖြစ်လာဖို့ဆောင်ရွက်ဖို့လိုလားတယ်လို့ဆလိုင်းဗန်ပြတ်ထန်ကထပ်လောင်းပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံအတွင်းရွှေ့ပြောင်းသွားလာခြင်းနဲ့နေထိုင်ခြင်းတွေချင်းလူမျိုးများသည့်ဒုတိယအများဆုံးဖြစ်ကြောင်းနဲ့ပြည်တွင်းပြည်ပသို့ပြောင်းရွှေ့နေထိုင်သွားလာသူအများဆုံးဖြစ်နေသည့်အတွက်ချင်းပြည်နယ်အတွင်းတွင်နေထိုင်သည့်လူဦးရေထက်ပြည်ပတွင်နေထိုင်သူဦးရေပုံမများပြားကြောင်းသိရှိရပါတယ်။လူကြီးမင်းတို့၏လုပ်ငန်းကြောင်းရာများကိုကြောင်းရထည့်သွင်းလိုပါကတဟာခထိုင်းမှဈေးနှုန်းချိုသာစွာနဲ့လှုပ်ဆောင်ပေးလျက်ရှိပါတယ်။
The Hakka Time Facebook page နဲ့ YouTube channel တို့ကိုလည်း like follow share and subscribe လုပ်ပေးဖို့လည်းတိုက်တွန်းလိုပါတယ်ဒီကနေ့ The Hakka Time မြန်မာဘာသာအစီအစဉ်ကိုဒီလောက်နဲ့ပဲဆုံးသက်တော့မှာဖြစ်ပါတယ်အားလုံးပဲရှင်လန်းကြမြင့်ကြပါစေရှင်ကျမချယ်ပါ